ဂျိုချောဘန်ရဲ့ပွဲကိုကနွင်ဖိုက်တာကြီးအောင်လာအန်ဆန်တွားရောက်အားပေးမိအားလုံးပဲမင်္ဂလာပါဗျဖော်ဖော် IQ ကတင်ဆက်နေပါပြီဝမ်ချန်ပီယံရှစ်ရဲ့ကနွင်ဖိုက်တာကြီးအောင်လာအန်ဆန်ကတော့ဝမ်ကပေးတဲ့ Hall of Flame ဆိုတဲ့ဆုကိုလက်ခံရယူပြီးအမေရိကန်မှာပဲ Python MMA ဆိုတဲ့သင်တန်းကျောင်းကိုဖွင့်လှစ်ပြီးတော့လူငယ်မျိုးဆက်တွေကိုမွေးထုတ်ပေးနိုင်ဖို့နီးပြလောကတွေကိုဝင်ရောက်သွားတာအားလုံးလည်းသိထားကြပြီးသားဖြစ်ပါပြီကချင်တိုင်းသားဖိုက်တာဟောင်းကြီးအောင်လာအန်ဆန်ဟာမကြာခင်မှာကျင်းပတော့မဲ့ UFC 323ပြိုင်ပွဲမှာတော့ဒူကောင်တွဲစားနေတဲ့ချန်ပီယံကပတ်လူရတော့မဲ့မြန်မာပြည်ပွားချင်းတိုင်းသားလေးဂျိုဂျိုဘန်ရဲ့ပွဲကိုတားရောက်ကြည့်ရှုပြီးတော့အားပေးသွားမယ်လို့လည်းသူရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြောကြားလာတာဖြစ်ပါရီအောင်လာအန်ဆန်ပြောသွားတာကတော့ကျွန်တော်ဂျိုဂျိုဘန်ရဲ့အတောက်ပဆုံးဖြစ်လာမဲ့အချိန်ကိုမြင်ရဖို့မစောင့်နိုင်တော့ပါဘူးအထူးသဖြင့်တော့သူရဲ့ UFC ချန်ပီယံကပတ်ကိုကင်မြောက်မဲ့အချိန်ကိုပြောတာပါကျွန်တော်အားလုံးသူ့ကိုချစ်ကြပါရီကျွန်တော်တို့သူ့ကိုဂုဏ်ပြုကြမှာပါကျွန်တော်ကတော့သူပွဲချင်းပါမဲ့ Let's Speak တီတွားရောက်ပြီးတော့အားပေးမှာဖြစ်ပါရီဆိုပြီးတော့ရေးသားထားခဲ့တာပါအောင်လာအန်ဆန်ကလည်းမကြာဂျိုဂျိုဘန်ရဲ့အိမ်ကိုတွားရောက်လေပတ်လေးရှိသူဖြစ်ပြီးတော့ဂျူနီယာလေးဗန်ကိုလည်းအမြဲလိုအတွေ့အကြုံဝင်မျှပေးတတ်တဲ့သူတူလည်းဖြစ်ပါရီတနိုင်ငံနယ်သားစီနီယာကိုကြီးပီတာစွာနဲ့အောင်လာအန်ဆန်ကဗန်ကိုနောက်ကွယ်ကနေပြိုင်ပွဲတိုင်းအတွက်ကြုံလာရမယ့်အတွေ့အကြုံတွေဖိအားတွေသင်ခန်းစာတွေနဲ့ပတ်သက်ပြီးတော့အကြံဉာဏ်တွေပေးနေတာလည်းတွေ့ရမှာဖြစ်ပါရီအခုလဲဂျိုဂျိုဘန်တို့အရေးကြီးဆုံးချိန်မှာအောင်လာကတွားရောက်အားပေးဖို့အစဉ်သင့်ရှိနေတယ်လို့သတင်းစကားပါလိုက်တဲ့အတွက်ဗန်တို့ကတော့ချန်ပီယံဟောင်းကြီးကွင်းထဲမှာရှိနေမယ်ဆိုတဲ့အသည့်နဲ့ခွန်အားဖြစ်စေမှာတေးကြပါရီဗန်က Flyweight ချန်ပီယံကပတ်စိန်ခေါ်ပွဲဖြစ်လက်ရှိချန်ပီယံဘရာဇီးသားဝါရင်ဖိုက်တာကြီးပန်တိုဂျာနဲ့ဒူကောင်တွဲဆိုင်ဖြစ်လာမယ့်ဒီဇင်ဘာ6ရက်နေ့မှာအမေရိကန်နိုင်ငံနီဗားဒါးပြည်နယ် Las Vegas မှာရှိတဲ့ T-Mobile Arena မှာကျင်းပပြုလုပ်သွားမှာဖြစ်ပါရီကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ